လက်ဘနွန်နိုင်ငံမှာအစ္စရေးနဲ့ဟစ်ဇ်ဘိုလာတို့ကြားဆယ်ရက်ကြာအပြစ်အခက်ရဲ့ဆယ်သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက်မှာတော့ဟောမှုဇီလက်ကြားကိုကုံသွယ်ရေးသင်္ဘောတွေဖြတ်တန်းသွားလာနိုင်အောင်ပြန်ဖွင့်ပေးလိုက်ပြီလို့အီရန်အစိုးရကပြောကြားလိုက်ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးက X Twitter မှာရေးသားခဲ့တာကတော့အမေရိကန်ကကြားဝင်စစ်ဆက်ပေးခဲ့တဲ့ဆယ်ရက်ကြာအပြစ်ရက်ကာလအတွင်းမှာဟောမှုဇီလက်ကြားဟာကုံသွယ်ရေးသင်္ဘောအလုံးတွေပွင့်လင်းနေပြီလို့လည်းဆိုထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီသတင်းပတ်ကုန်မှာဆွေးနွေးပွဲတွေထပ်ဖြစ်နိုင်ပြီးအီရန်စစ်ပွဲကိုအဆုံးသတ်စေမယ်။သဘောတူညီချက်ဟာမကြာခင်မှာရရှိလာတော့မယ်လို့ယုံကြည်ကြောင်းရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။အီရန်မှာရှိတဲ့တန့်စင်ပြီးယူရေနီယံတွေကိုအမေရိကန်စီပြန်ယူလာဖို့အတွက်အီရန်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းထရန့်ကဆိုထားပါတယ်။ရေလက်ကြားပြန်ဖွင့်တဲ့သတင်းကြောင့်ကမ္ဘာရေနံဈေးနှုန်းဟာ10%ကျော်လောက်ထိရုတ်တရက်ထိုးကျသွားခဲ့ပါတယ်။ Stock Share ဈေးကွက်တွေကတော့တိတိတသာပြန်တက်လာခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့သင်္ဘောလိုင်းကြီးတွေကတော့ပင်လယ်ရေမိုင်းအန္တရာယ်ရှိမရှိကိုစိုးရိမ်နေကြဆဲဖြစ်တဲ့အတွက်သတိထားပြီးစောင့်ကြည့်နေဆဲလည်းဖြစ်ပါတယ်။ Trump ကတော့အီရန်ရေလက်ကြားပြန်ပွင့်သွားတာကိုဝမ်းမြောက်ကြောင်းပြောပေမဲ့လည်းအီရန်စိတ်ကမ်းတွေကိုသွားမဲ့သင်္ဘောတွေကိုအမေရိကန်စစ်တပ်ကပိတ်ဆို့ထားတာကိုတော့သဘောတူညီချက်100%မပြေမချင်းဆက်လက်ထားရှိမယ်လို့လည်းဆိုထားပါတယ်။ဒါကိုတော့အီရန်ဘက်ကအပြစ်ရက်စဲရေးချိုးဖောက်မှုလို့ယူဆပြီးရေလက်ကြားကိုပြန်ပိတ်မယ်လို့ချင်းချောက်ထားတာဖြစ်ပါတယ်။အီရန်နဲ့အမေရိကန်ကြားမှာပါကစ္စတန်နိုင်ငံအစ္စလမ်မာဘတ်မြို့မှာနောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ရှိနေပါတယ်။အီရန်ရဲ့အေးခဲထားတဲ့ဒေါ်လာဘီလီယံပေါင်းများစွာကိုပြန်ထုတ်ပေးဖို့အတွက်သဘောတူညီချက်ရထားတယ်လို့လည်းအီရန်ဘက်ကဆိုထားပါတယ်။နျူကလ িয়ার ကိစ္စမှာတော့အမေရိကန်ကနျူကလ িয়ার လုပ်ငန်းတွေ20ကြာရပ်နားဖို့အတွက်တောင်းဆိုထားပြီးအီရန်က3နှစ်ကနေ5နှစ်ပဲရပ်နားချင်တာမို့ဒါကညှိနှိုင်းရမယ့်အချက်လည်းဖြစ်နေပါတယ်။လက်ရှိမှာတော့အစ္စရေးနဲ့လက်ဘနွန်ကြားမှာအပြစ်အခက်ရက်စဲရအတော်အတန်အလုပ်ဖြစ်နေပါတယ်။ဒါပေမဲ့အစ္စရေးရဲ့ drone တိုက်ခိုက်မှုကြောင့်လက်ဘနွန်တောင်ပိုင်းမှာလူတစ်ယောက်ဟာသေဆုံးခဲ့တယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ဒီစစ်ပွဲကြောင့်မတ်လ2ရက်နေ့ကနေစတင်ပြီးလူပေါင်း2300နီးပါးဟာသေဆုံးခဲ့ရပြီးလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ကမ္ဘာစီးပွားရေးလောကကိုဟိုးလေးတကြော်ဖြစ်စေတဲ့သတင်းကတော့အီရန်နိုင်ငံကဟောမှုဇီလက်ကြားကိုအမေရိကန်နဲ့အပြစ်အခက်ရက်စဲထားတဲ့ကာလတစ်လျှောက်လုံးအပြည့်အဝဖွင့်ထားမယ်လို့ကြေညာလိုက်တာပဲဖြစ်ပါတယ်။ဒီသတင်းထွက်လာပြီးချင်းမှာပဲရေနံဈေးနှုန်းတွေက10%ကျော်အထိထိုးဆင်းသွားခဲ့ပြီး stock ဈေးကွက်တွေကတော့တိတိတသာပြန်လည်တက်လာခဲ့ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးကသူ့ရဲ့ X Twitter အကောင့်မှာအပြည့်ရထားတဲ့ကာလအတွင်းမှာကုံသွယ်ရေးသင်္ဘောတွေအားလုံးဟောမှုဇီလက်ကြားကနေလွတ်လွတ်လပ်လပ်ဖြတ်တန်းသွားလာနိုင်ပြီလို့တရားဝင်ပြောကြားလိုက်တာပါဒီရေလက်ကြားဟာကမ္ဘာရေနံစိမ်း9ပုံတပုံလောက်ဖြတ်တန်းနေရတဲ့အဓိကရေလမ်းကြောင်းဖြစ်ပြီးအရင်ကတိုက်ပွဲတွေကြောင့်ရေနံစိမ်းတစ်စီးကိုဒေါ်လာ120အထိတက်ခဲ့ဖူးပါတယ်အခုတော့နိုင်ငံတကာရေနံဈေးလုံး brand ရောအမေရိကန်ရေနံဈေး WTI ရောတစ်စီးကိုဒေါ်လာ90အောက်ထိပြန်ကျသွားပါပြီဈေးကလစ်လာသူတွေကတော့ဒါဟာဒီအပြည့်ရက်ကာလအတွင်းမှာအကြီးမားဆုံးတိုးတက်မှုပဲလို့လည်းဆိုကြပါတယ်စစ်ပွဲပြုတော့မယ်ကုန်စည်စစ်ဆေးမှုတွေပုံမှန်ပြန်ဖြစ်တော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေလည်းကြီးလာပါတယ်။ American Stock ဈေးကွက်ဖြစ်တဲ့ S&P 500နဲ့ Nasdaq တို့ဆိုရင်စံချိန်တင်အောင်ဈေးတက်သွားခဲ့ပါတယ်။ဥရောပဘက်ကတော့ Frankfurt နဲ့ Paris ဈေးကွက်တွေမှာ200%လောက်ဈေးတက်သွားခဲ့ပါတယ်။ဒါပေမဲ့ဝန်ကြီးပြောတဲ့အပြည့်ရက်ကာလဟာအစ္စရေးနဲ့လက်ဘနွန်ကြားက10ရက်တာအပြည့်ရက်မှုလားဒါမှမဟုတ်အမေရိကန်နဲ့အီရန်ကြားဧပြီလ10ရက်နေ့ကတည်းကစတင်ခဲ့တဲ့2ပတ်တာအပြည့်ရက်မူလားဆိုတာကတော့အတိအကျမရှင်းထားသေးပါဘူး။ဘာပဲဖြစ်ဖြစ်ဒီညညာချက်ကြောင့်ငြိမ်းချမ်းရေးအတွက်မျှော်လင့်ချက်တွေပိုအားကောင်းလာတာလည်းဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်စစ်ကမ်းတွေကိုပိတ်ဆို့ထားဆဲဖြစ်ပေမဲ့လည်းရေလက်ကြားတဲ့ကမိုင်းတွေကိုဖယ်ရှားဖို့အတွက်အမေရိကန်နဲ့အီရန်ပူးပေါင်းလှုပ်ဆောင်နေရလို့လည်းပြောပါတယ်။အီရန်ဘက်ကလည်းဒီလေလမ်းကြောင်းကိုနောက်ထပ်မပိတ်တော့ဘူးလို့ကတိပေးထားပါတယ်။တစ်ဖက်မှာလည်းပြင်သစ်နဲ့ပြည်တိန်တို့ကဟောမှုရေလက်ကြားမှာလွတ်လပ်စွာသွားလာနိုင်ဖို့အတွက်နိုင်ငံစုံမဟာမိတ်အဖွဲ့ကိုဥဆောင်မယ်လို့လည်းကြေညာထားပါတယ်။ဒါပေမဲ့ဒါဟာကာကွယ်ရေးသက်သက်ပဲဖြစ်မှာဖြစ်တယ်လို့ဒေသတွင်းငြိမ်းချမ်းရေးရမှသာစတင်မှာလို့လည်းဆိုထားပါတယ်။အာရှဈေးကွက်မှာတော့ဒီသတင်းမထွက်ခင်ကပိတ်သွားတာဆိုတော့
တိုကျိုနဲ့ထိုင်ဝမ်ဈေးကွက်တွေကတော့အကျဘက်မှာပဲရှိနေခဲ့ပါတယ်။ထိုင်ဝမ်ရဲ့ TAIEX အညွှန်းကိန်းကတော့ဈေးကျနေပေမဲ့လည်းဈေးကတန်ဖိုးဒေါ်လာ4.14 ထရီလီယံအထိရှိနေတဲ့အတွက်လန်ဒန်ရဲ့ FTSE 100ကိုကျော်ပြီးကမ္ဘာတတမမြောက်အကြီးဆုံးအညွှန်းကိန်းဖြစ်လာပါတယ်ရှင်။ဆက်လက်ပြီးတော့ခုနှစ်ပတ်နီးပါးကြာဖြစ်ပွားနေတဲ့အမေရိကန်နဲ့အီရန်ကြားစစ်ပွဲကိုအဆုံးသတ်ဖို့နဲ့ဒုတိယကျော်ဆွေးနွေးပွဲတွေဖြစ်လာစေဖို့အတွက်ပါကစ္စတန်စစ်ဗိုလ်ချုပ်ကြီးဟာဗုဒ္ဓဟူးနေ့မှာတီရီယန်မြို့ကိုတွားရောက်ပြီးအီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။အင်ဖြူတော်ဘက်ကတော့နောက်ထပ်ဆွေးနွေးပွဲတွေကိုပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာကျင်းပဖို့ရှိတယ်လို့ပြောပေမဲ့လည်းဘယ်တော့ပြန်ဆမလဲဆိုတာကိုတော့အတိမပြုထားပါဘူး။ပါကစ္စတန်ဟာအရင်ကျော့ဆွေးနွေးပွဲတုန်းကလည်းအမေရိကန်နဲ့အီရန်ကြားဝင်စစ်ဆက်ပေးခဲ့တဲ့အဓိကနိုင်ငံလည်းဖြစ်ပါတယ်။အမေရိကန်ဘက်ကတော့အီရန်စစ်ကမ်းတွေကိုရေတပ်နဲ့ပိတ်ဆို့ထားဆဲဖြစ်ပြီးအီရန်နဲ့စီးပွားရေးလုပ်တဲ့နိုင်ငံတွေကိုလည်းပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေထပ်လုပ်မယ်လို့ထရန့်အစိုးရကတတိပေးထားပါတယ်။ဒါဟာဘုံကျဲတက်ခိုက်တာနဲ့အလားတူတဲ့ဗန်နာရေးဆိုင်ရာထိုးစစ်ဖြစ်တယ်လို့လည်းဆိုပါတယ်။လက်ရှိမှာတော့အပြည့်အခက်ရက်စဲရလာမယ့်အင်္ဂါနေ့မှာတက်တန်းကုန်တော့မှာဖြစ်ပေမဲ့လည်းဆွေးနွေးပွဲတွေဆက်လုပ်နိုင်ဖို့အတွက်အပြည့်ရက်ရေးတက်တန်းတိုးဖို့အတွက်အမေရိကန်နဲ့အီရန်ကြားမှာမူအားဖြင့်သဘောတူညီမှုရရှိထားတယ်လို့ဒေတာတွင်းအရာရှိတွေက AP သတင်းဌာနကိုပြောပါတယ်။ဒါပေမဲ့အင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကတော့တက်တန်းတိုးဖို့တရားဝင်တောင်းဆိုထားတာမျိုးမရှိသေးဘူးလို့လည်းဆိုပါတယ်။ဆွေးနွေးပွဲတွေမှာအောက်ပါအချက်၃ချက်ကြောင့်ရှေ့မတိုးနိုင်ဖြစ်နေရတာပါ။နျူကလ িয়ার ကိစ္စအမေရိကန်ကယူရေနီယံတပ်ဆမှုကိုအနှစ်20ရနာထားဖို့အတွက်တောင်းဆိုထားပေမဲ့လည်းအီရန်ဘက်က9နှစ်ပဲရက်ချင်နေပါတယ်။ဟောမှုဈေးလက်ကြားပြန်ဖွင့်ရေးကိစ္စစစ်ပွဲအတွင်းပျက်စီးမှုတွေအတွက်ရော့ကြေးပေးရေးကိစ္စတို့လည်းဖြစ်ပါတယ်။ဒီစစ်ပွဲကြောင့်အီရန်မှာလူပေါင်း3000ကျော်လက်ဘနွန်မှာ2100ကျော်အစ္စရေးမှာ23ဦးနဲ့အာရပ်ပင်လယ်ကွေ့နိုင်ငံတွေမှာ10ကနန်းလောက်တည်ဆုံခဲ့ရပါတယ်။အမေရိကန်စစ်သည်73ဦးလည်းကြာဆုံးခဲ့ရပါတယ်။သမ္မတထရန့်ကတော့အီရန်ဟာသဘောတူညီချက်ရရှိဖို့အတွက်အလွန်အမင်းအလိုရှိနေပုံရတယ်လို့လည်းဗုဒ္ဓဟူးနေ့အင်တာဗျူးတစ်ခုမှာပြောကြားထားပါတယ်။ဒါအပြင်တရုတ်နိုင်ငံအနေနဲ့အီရန်ကိုလက်နက်တွေမထောက်ပံ့ဖို့သဘောတူထားတယ်လို့လည်းဆိုပါတယ်။အမေရိကန်စစ်တပ်ဘက်ကတော့၎င်းတို့ရဲ့ရေတပ်ပိတ်ဆို့မှုကိုဘယ်သင်းမောမှဖျက်ကျော်နိုင်ခြင်းမရှိဘူးလို့လည်းပြောပါတယ်။တစ်ဖက်မှာလည်းအစ္စရေးဟာလက်ဘနွန်တောင်ပိုင်းကဟစ်ဇ်ဘိုလာစခန်းတွေကိုဆက်လက်တိုက်ခိုက်နေပြီးဟစ်ဇ်ဘိုလာတွေကိုလက်နက်ဖြုတ်သိမ်းဖို့ထိရည်မှန်းထားကြောင်းဝန်ကြီးချုပ်နေတန်ယာဟုကပြောကြားခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့တိုက်ခိုက်မှုအတွင်းမှာလက်ဘနွန်ကလူနာတင်ရင်အဖွဲ့တွေထိမှန်ပြီးစေဝန်ထမ်း3ဦးဟာသေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ပြင်သစ်နဲ့ပြည်ထိုင်နိုင်ငံတို့ဟာဟောမှုဇေလက်ကြားအတွင်းသင်္ဘောတွေလွတ်လပ်စွာသွာလာနိုင်ရေးအတွက်နိုင်ငံတကာပူးပေါင်းတပ်ဖွဲ့တစ်ခုကိုဦးဆောင်သွားမယ်လို့တောက်ကြနေဧပြီလ18ရက်နေ့မှာကြေညာလိုက်ပါတယ်။ဒါပေမဲ့ဒီတပ်ဖွဲ့ဟာကာကွယ်ရေးတပ်အတွက်သာဖြစ်ပြီးဒေသတွင်းမှာငြင်းချမ်းရေးသဘောတူညီချက်ရရှိပြီးမှသာတပ်ဖြတ်မှာဖြစ်တယ်လို့လည်းအလေးပေးပြောကြားခဲ့ပါတယ်။ ပဲရစ်မြို့မှာပြင်သစ်သမ္မတမက်ခရွန်နဲ့အတူအစည်းအဝေးအပြီးမှာတော့ပြည်ထောင်ဝန်ကြီးချုပ်စတာမာကအခြေအနေတွေပေးတာနဲ့တပြိုင်နက်တည်းဟောမှုဇေလက်ကြားလွတ်လပ်စွာသွားလာနိုင်ရေးအတွက်ပြင်သစ်နဲ့တူပြည်ထောင်ကဦးဆောင်ပြီးနိုင်ငံတကာမစ်ရှင်တစ်ခုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းအတည်ပြုပြောကြားခဲ့ပါတယ်။ဒီအစည်းအဝေးကိုတခြားနိုင်ငံပေါင်း30ကျော်ကအစိုးရခေါင်းဆောင်တွေကဗီဒီယိုကနေတဆင့်တက်ရောက်ခဲ့ကြပေမဲ့လည်းအမေရိကန်နဲ့အီရန်တို့ကတော့ပါဝင်ခြင်းမရှိပါဘူး။ဝန်ကြီးချုပ်စတာမာကဒီမစ်ရှင်ဟာကုန်သွယ်ရေးသင်္ဘောတွေကိုစိတ်ချမှုပေးဖို့နဲ့ပင်လယ်ရေမိုင်းတွေဖယ်ရှားဖို့အတွက်ငြင်းချမ်းစွာကူညီပေးမယ်ကာကွယ်ရေးမစ်ရှင်တက်တာဖြစ်ကြောင်းလက်ရှိမှာနိုင်ငံပေါင်း10နိုင်ငံကျော်ကဒီလုပ်ငန်းမှာပါဝင်ကူညီဖို့ကန့်လန့်ထားပြီးဖြစ်ကြောင်းလည်းပြောပါတယ်။ဒီပဲရစ်ဆွေးနွေးပွဲကျင်းပနေချိန်မှာပဲအီရန်ဘက်ကလည်းအရှေ့အလယ်ပိုင်းမှာအပြည့်အခက်ရက်စဲရေးတည်မြဲနေသည့်ရေလက်ကြားကိုပြန်ဖွင့်ပေးထားမယ်လို့လည်းကြေညာခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်စိတ်ကမ်းတွေကိုတွားမဲ့တင်မော်တွေကိုအမေရိကန်ရေတပ်ကပိတ်ဆို့ထားမှုအပြည့်အဝဆက်ရှိနေအောင်မယ်လို့လည်းတုံ့ပြန်ခဲ့ပါတယ်။ဖေဖော်ဝါရီလမှာအမေရိကန်အစ္စရေးနဲ့အီရန်တို့စစ်ပွဲစတင်ချိန်ကတည်းကကမ္ဘာရေနံ20ရာခိုင်နှုန်းဖြတ်တန်းရဒီရေလက်ကြားကိုအီရန်ကပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။သမ္မတမက်ခရွန်ကတော့အီရန်ရဲ့ရေလက်ကြားပြန်ဖွင့်ပေးမဲ့ကြေညာချက်ကိုကြိုဆိုပေးမဲ့လေအားလုံးကဘာကန့်သက်ချက်မှမပါဘဲ
အပြေးပိုင်ပြန်ဖွင့်ပေးဖို့တိုက်တွန်းခဲ့ပါတယ်။အီရန်ရဲ့ကြေညာချက်ကြောင့်ပဲအခုနိုင်ငံတကာပူးပေါင်းတပ်ဖွဲ့စည်းဖို့ကပိုပြီးအရေးကြီးလာတာဖြစ်ပြီးဒါမှသာဒီအခြေအနေကိုရေရှည်တည်တံ့အောင်ထိန်းထားနိုင်မှာဖြစ်တယ်လို့လည်းသူကဆိုထားပါတယ်။အီတလီဝန်ကြီးချုပ်မီလိုနီကလည်းဒီတပ်ဖွဲ့ဟာတိုက်ခိုက်မှုတွေရက်စဲပြီးမှသာစတင်နိုင်မှာဖြစ်ပေမဲ့လည်းအီတလီအနေနဲ့ပါဝင်ဖို့အသင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။ဂျာမနီဝန်ကြီးချုပ်ကတော့ဒီမစ်ရှင်မှာအမေရိကန်ပါဝင်လာတာဟာလိုလားအပ်တဲ့အချက်ဖြစ်ကြောင်းနဲ့ဂျာမနီအနေနဲ့စစ်ရေးဆိုင်ရာစီစဉ်မှုတွေမှာဆက်လက်ပါဝင်သွားမှာဖြစ်ကြောင်းပဲရစ်မြို့မှာပြောကြားခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။